ရခိုင်ပြည်ကနေပြည်မဘက်ကိုသွားတဲ့ရခိုင်နဲ့ချင်းလူငယ်အယောက်60လောက်ဟာစစ်ကောင်စီစီမှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။သူတို့ဟာအခုမေလ20ရက်နေ့21ရက်နေ့နဲ့22ရက်နေ့တွေမှာအန်ရိုးကျော်လမ်းမှာဖမ်းဆီးခံရတာဖြစ်ပြီးမိသားစုနဲ့အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့အန်ဒေတာခန်အမျိုးသားတယောက်ကနရီဇရာကိုပြောပါတယ်။အဖမ်းခံရတဲ့လူငယ်တွေဟာရခိုင်ပြည်ကမြေပုံအန်နဲ့မင်းပြမြို့နယ်တွေကဖြစ်ကြတယ်လို့ဆိုပါတယ်။ဒီအပိုင်းရခိုင်ကလူငယ်လူရွယ်တွေရန်ကုန်ကိုထွက်ကြတာဖြစ်ပြီးချင်းလူမျိုးတွေနဲ့ရခိုင်လူငယ်တွေပါဝင်တယ်လို့သိရပါတယ်။ရခိုင်ကနေမင်းဘူးသွားတဲ့လမ်းတွေမှာရခိုင်လူငယ်တွေအဖမ်းခံရတာတွေရှိနေပြီးရခိုင်ပြည်တွင်းကလူတွေကအင်တာနက်လိုင်းမရတော့ဒီသတင်းတွေကိုမသိကြတာတွေရှိနေတယ်လို့ဒေတာခန်တချို့ကဆိုပါတယ်။